Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဘန်ကောက်မှာ dim sum ကောင်းတဲ့ဆိုင်လေးကိုခေါ်သွားပေးမယ်နော်ဆိုင်လေးကတော့ Uronso BTS နားမှာရှိတဲ့အတွက်ကြောင့်မလို့ Uronso BTS ကိုအရင်ဆုံးသွားမယ်နော် Uronso ရရင် accessory ကနေစဉ်တဲ့သွားပြီးလမ်းလေးတိုင်းကွေးလိုက်တယ်ဆိုရင်ဆိုင်လေးကိုရောက်မှာဖြစ်ပါတယ်ဒါလေးကတော့ဆိုင်ကိုရောက်ပါပြီရှင် dim sum ဆိုင်ဆိုတဲ့အတိုင်းဆိုင်ရှိမှာ dim sum ပေါင်းလေးချထားတာကိုတွေ့ရပါမယ်ရှင်ဒါကတော့ dim sum ပေါင်းလေးချထားပြီး order မှာလို့ရတဲ့နေရာလေးဖြစ်ပါတယ် dim sum တစ်ပေါင်းကိုဘတ်30ပေးရပြီး10ပေါင်းယူရင်တစ်ပေါင်းလက်ဆောင်ပေးပါလေရှင် dim sum လေးအပြင်ဒီလိုပဲနိုင်ရွေးဟင်းကျူနဲ့အခြားတောက်စရာအေးတွေ coffee အေးတွေလည်းရပါသေးတယ်ဒါလေးကတော့ဆိုင်ရဲ့ signature လေးဖြစ်တဲ့ဟင်းရည်လေးပါဟင်းရည်ထဲမှာဝက်နိုင်ရိုးနဲ့အမိုလေးတွေပါပါတယ်စားလို့လည်းအရင်ကောင်းပါတယ်ဒါတွေကတော့စားချစ်တာတွေအကုန်လုံးစုပါထားတဲ့ dim sum ပေါင်းလေးတွေပါအဲ့ဒီကတော့ဆေးဘဲဥကတော့အချိုက်ဆုံးပေါ့နော်ဘယ်ဆိုင်မဲ့သွားဆေးဘဲဥတော့မပါမဖြစ်မှာစားဖြစ်ပါတယ်ဒါလေးကတော့ကနန်းပေါင်းမိုနဲ့ dim sum ပေါင်းနောက်ပြီးလူကြိုက်များတဲ့ရင်းနှီးပေါင်းလေးလည်းပါပါသေးတယ်အဲ့အပြင်ချက်ပေါင်းလေးကလည်း dim sum ဆိုင်ရောက်တိုင်းမပါမဖြစ်မှုမှာစားခဲ့ပါတယ်အခုလိုဈေးလေးတန်ပြီးအရသာလည်းကောင်းတဲ့ dim sum ဆိုင်ကောင်းလေးဘန်ကောက်မှာရှာနေဆိုရင်ဒီဆိုင်လေးကိုလာခဲ့ဖို့ recommend ပေးပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်